ပြီးမှအနှစ်ချုပ်အပိုင်း1ကိုဒီကနေ့စပြီးတော့သင်ပါကြောင်းအဘိဓမ္မာကိုသင်တယ်လေအရင်စဉ်းစားပြီးတော့ကြည့်အောင်အဘိဓမ္မာဆိုတာဘာလဲအဘိဓမ္မာကိုဘာကြောင့်သင်တယ်လေဒီစာအုပ်ထဲကအကြောင်းအရာတွေမပြောခင်ရှေးဥစွာကျွတ်တင်ပြီးတော့အဘိဓမ္မာနဲ့ပတ်သက်တာလေးနည်းနည်းဓမ္မဆိုတဲ့စကားလုံးကိုအလုံးသိကြတယ်ဘဒဝင်သူတော်စင်နေအလုံးဟာဓမ္မံတရဏံကိစ္ဆာမိဓမ္မဆိုတဲ့စကားလုံးကိုအလုံးသိကြတယ်ဘုရားကအဲ့ဒီဓမ္မဆိုတဲ့စကားလုံးရဲ့ရှေ့မှာအဘိဆိုတဲ့စကားလုံးပါတယ်ဓမ္မအဘိဓမ္မဒီဓမ္မလို့ဘာကြောင့်ခေါ်တယ်လဲဘာကိုရည်ညွှန်းတာလဲလို့ဆိုရင်အဘိဓမ္မဆိုတာခြားသောတရားလို့အဘိကအဘိဝိသိဋ္ဌဓမ္မအဘိရဲ့အဓိပ္ပာယ်ကထူးခြားသောဓမ္မတရားထူးခြားတဲ့တရားဆိုတာအမှန်ရိုးရာဟောနေကြမျိုးမဟုတ်ပဲနဲ့တဘာဝတရားတက်တက်ကိုအဓိကထားဟောတာဖြစ်သောကြောင့်ထူးခြားသောတရားလို့သူအဓိပ္ပာယ်ရအဘိဓမ္မာဆိုတဲ့စကားလုံးကထူးခြားသောတရားထူးခြားသောတရားဆိုတာတခြားဟာမဟုတ်ဘူးဘဝတွေရဲ့လူတွေရဲ့တဏ္ဍာမှာရှိတဲ့ယုတ်နဲ့နာနှစ်ခုကိုပြောအဲ့ဒီထူးခြားတဲ့တရားတွေကိုရှင်းလင်းဖော်ပြတဲ့ဉာဏ်စာကိုလည်းပဲအဘိဓမ္မာလို့ခေါ်တယ်အဲ့တော့အဘိဓမ္မာဆိုတဲ့စကားလုံးကယုံ nant တရားကိုရည်ညွှန်းတာလည်းဖြစ်တယ်ဉာဏ်စာကိုလည်းရည်ညွှန်းတာဖြစ်တယ်နှစ်ခုပေါ့နော်အဘိဓမ္မာဆိုတာထူးခြားတဲ့တရားယုံ nant ကိုယုံ nant တရားတွေကိုအသေးစိတ်ရှင်းပြတဲ့အကျမ်းကိုလည်းအဘိဓမ္မာလို့ခေါ်တယ်အဲ့ဒီရှေးဥစွာမှတ်ထားပြီးတော့အဘိဓမ္မာကိုဘာကြောင့်သင်သင့်တယ်လဲလို့ဆိုရင်ရှင်းပြောရင်ကိုယ့်အကြောင်းကိုသိဖို့အတွက်အဘိဓမ္မာသင်တာဖြစ်ကိုယ့်အကြောင်းဆိုတာတပည့်တော်တို့ကိုယ့်အကြောင်းကိုမသိပဲနေမလားသိတာပေါ့ကိုယ့်အကြောင်းဆိုတာအပေါ်ယံပတ်သက်တဲ့အကြောင်းတွေတော့လူတွေကသိကြတယ်ဘယ်မှာမွေးတယ်မိဘကဘသူကိုယ်ဘဝဘလို့ဖြတ်သန်းခဲ့တယ်ဒီလိုအကြောင်းအရာတွေတော့သိကြကိုယ်ဘဝဟာဘာနဲ့ဖွဲ့စည်းထားသလဲဆိုပြီးဒီမှာသင်တာဟာကိုယ့်အကြောင်းကိုကိုယ်သိဖို့သင်တယ်ဒါနံပါတ်1တစ်ခုလောကမှာလေးလာတဲ့ဆိုတဲ့နေရာမှာသင်ယူလေးလာတာသူများအကြောင်းတွေပတ်ဝန်းကျင်ကအကြောင်းအရာတွေဒါတွေပဲသင်ကြလေးလာနေကြတယ်ကိုယ့်အကြောင်းကိုကိုယ်လေးလာသင်ကြတယ်ဆိုတာအနှစ်သာရပိုင်းမှာမရှိသလားဖြစ်တယ်အဲ့တော့အဘိဓမ္မာကကိုယ့်အကြောင်းကိုလေးလာရထားတဲ့ဟာဘာတွေရထားပြီကိုယ့်ဘဝဟာဘာနဲ့ဖွဲ့စည်းထားသလဲဆိုတာကိုအသေးစိတ်သိဖို့အတွက်အဘိဓမ္မာသင်မှာလို့အဲ့တော့ကိုယ့်အကြောင်းကိုသေချာသိဖို့အတွက်အဘိဓမ္မာသင်တယ်ကိုယ့်အကြောင်းကိုကိုယ်လေးလာဖို့အတွက်အဘိဓမ္မာသင်တယ်နောက်တနည်းနဲ့ပြောမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားတန်တရားဝကလွတ်ဖို့ဆိုပြီးတော့ကျင့်စဉ်တစ်ခုကိုခေါ်တဲ့အခါမှာမြတ်စွာဘုရားကိုယ်တိုင်ဖော်ထုတ်ပြီးတော့ဟောကြားခဲ့တဲ့ကျင့်စဉ်ကဝိပဿနာကျင့်စဉ်ပဲဖြစ်တယ်။သမထကျင့်စဉ်ဆိုတာကဘုရားမပွင့်ခင်တည်းရှိတယ်။ဝိပဿနာကျင့်စဉ်ကဘုရားပွင့်မှပဲပေါ်လာတယ်။အဲ့ဒီဝိပဿနာဆိုတဲ့ကျင့်စဉ်တစ်ခုကျင့်နိုင်မှုအတွက်အဘိဓမ္မာကိုသင်ဖို့လိုအပ်တယ်ပေါ့။အဘိဓမ္မာတရားအထုတ်တော့မယ်ဆိုရင်အဘိဓမ္မာမသိပဲတနည်းအားဖြင့်ပြောမယ်ရုပ်အကြောင်းနာမ်အကြောင်းမလေးလာပဲဝိပဿနာတရားအထုတ်မယ်ဆိုရင်ကိုသွားတဲ့လမ်းကြောင်းဟာဖြန့်တန်းခြင်းမှာဖြောင့်တန်းမှာပေါ့အကြိမ်ရုပ်အကြောင်းနာမ်အကြောင်းသင်ပြီးမှအဘိဓမ္မာတရားကိုဒီဝိပဿနာတရားကိုအထုတ်မယ်ဆိုလို့ရှိရင်ကိုသွားတဲ့လမ်းကြောင်းဟာဖြန့်တန်းခြင်းမှာပဲဖြစ်တယ်ကိုယ်တိုင်သိရှိနားလဲသွားတရားရှာကိုမှတွေ့လို့ဆိုကိုယ်တဏ္ဍမှာတွေးရှိဖို့အတွက်အဘိဓမ္မာဟာလက်နဲ့သက်ဖွဲ့ဖြစ်တယ်ပေါ့ဒါနဲ့ပဲအဘိဓမ္မာအသိဉာဏ်သည်လက်နဲ့သက်ဖွဲ့ဖြစ်တယ်ဒါကြောင့်မို့အဘိဓမ္မာအသိဉာဏ်ဝိပဿနာတရားအထုတ်ဖို့လည်းပဲအဘိဓမ္မာသင်တဲ့နေအဘိဓမ္မာဆိုဒီမှာရုပ်အကြောင်းနာမ်အကြောင်းဒါကိုသင်နေတာဖြစ်တယ်ပေါ့နောက်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်အဘိဓမ္မာမသင်ဘူးဆိုရင်ဘာဖြစ်နိုင်တယ်လဲ
အဘိဓမ္မာမသိတဲ့ပုဂ္ဂိုလ်ဟာတရားဓမ္မနဲ့ပတ်သက်ပြီးတော့အမှန်ကန်မသိနိုင်အနှစ်သာရပိုင်းကိုမသိနိုင်တော့ပြောရမယ်ဆိုရင်ဘာသာရေးနဲ့ပတ်သက်လာရင်တရားနဲ့ပတ်သက်လာရင်အလိန်ခံရနိုင်တယ်ပေါ့ဥပမာကိုယ်သောတပန်မဖြစ်ဘဲနဲ့သောတပန်ဖြစ်တယ်လို့ပြောတာခံရကိုယ်ကလည်းရခြင်းတော့သောတပန်ဖြစ်ခြင်းတရားဥတရားမြတ်ကိုမရဘဲနဲ့ရတယ်ဆိုတာပြောရင်လည်းခံရအဲ့တော့အဘိဓမ္မာတေချာတတ်ထားပြီဆိုလို့ရှိရင်ကိုယ့်ရင်ထဲနှလုံးထဲမှာဖြစ်တဲ့သဘာဝတရားကိုအမှန်တိုင်းသိသည့်အတွက်ကြောင့်တရားဓမ္မနဲ့ပတ်သက်ပြီးတော့အလိမ်မခံရဘူးလို့သူတို့ဆိုနိုင်တယ်ကိုယ်တိုင်သိတယ်ကိုယ်တိုင်သိဖို့အတွက်လေအဘိဓမ္မာသင်တဲ့နဲ့ပေါ့နော်ဘယ်လိုပဲဟောမြတ်စွာဘုရားဟောထားတဲ့တရားနဲ့လမ်းကြောင်းဟာအတိအကျအကုန်လုံးရှိတယ်အဲ့တော့ဖယ်တရားပဲနာကြည့်ဒီတရားဟာအဘိဓမ္မာနဲ့ညှိကြည့်လို့မှန်ကန်မှုရှိတယ်မရှိဘူးဆိုတာအဘိဓမ္မာဉာဏ်ရထားတဲ့ပုဂ္ဂိုလ်ကသိသွားတယ်သိသည့်အတွက်ကြောင့်အဘိဓမ္မာသင်ထားလို့ဓမ္မနဲ့ပတ်သက်ပြီးသိဉာဏ်ရတယ်ဆိုရင်အလိမ်မခံရဖို့အတွက်အဘိဓမ္မာသင်ရမယ်ဝိပဿနာတရားအထောက်ဖို့လည်းအဘိဓမ္မာသင်တယ်တရားဓမ္မနဲ့ပတ်သက်ပြီးတော့လည်းပဲသူများပြောတာလက်ခံပြီးအလိမ်ခံရတာမျိုးမဖြစ်အောင်လည်းပဲအဘိဓမ္မာသင်ရမယ်အဘိဓမ္မာသင်ပြီဆိုတဲ့အခါမှာနံပါတ်1စကားလုံးလေးတွေကိုခရူးဆိုင်ပြီးမှတ်ဖို့လိုတယ်ဘယ်ဟာပဲဖြစ်သူက technical term ဆိုတာရှိတယ်အင်္ဂလိပ်လို technical term ဆိုတာသူပညာရပ်ဆိုင်ရာဝေါဟာရပညာရပ်ဆိုင်ရာဝေါဟာရဖြစ်တော့အဘိဓမ္မာဆိုင်ရာဝေါဟာရလေးတွေကိုအသေးချာမှတ်ဖို့လိုတယ်ပေါ့နော်ပြီးတော့ဝေါဟာရဆိုသည်မှာအတိအကျသိဖို့ရအတွက်ကန့်သက်ချက်ကလေးတွေရှိတယ်ဘယ်စကားလုံးပဲဖြစ်ကန့်သက်ချက်ကလေးတွေနဲ့သွားရတယ်အခုမြန်မာနိုင်ငံမှာဥပဒေတွေရေးတဲ့အခါမှာဖတ်ဖူးကြလိမ့်မယ်ပြည်တော်စုမြန်မာနိုင်ငံတော်ဆိုသည်မှာဆိုကပ်ပေးတာလေ definition ခေါ်တာဖွင့်ထားတယ်ဘယ်စကားလုံးပဲသုံးဥပဒေကြရင်ဒီဆိုသည်မှာဆိုတာလေးနဲ့ရည်ညွှန်းချက်ကိုဖွင့်ရဒီမှာလည်းပဲထို့တူပဲဒီဝါရစကလုံးလေးတွေကသူ့အကန့်အသတ်ကလေးတွေနဲ့သူမှတ်သားထားဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ဝိဓမ္မာသင်္ပြီဆိုတဲ့အခါမှာဘာလိုအပ်တယ်လဲကိုယ်ပိုင်အရည်ချင်းနှစ်ခုလိုအပ်တယ်ဝိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တိုင်းမှာကိုယ်ပိုင်အရည်ချင်းနှစ်ခုလိုအပ်တယ်ကျန်တဲ့လိုအပ်ချက်ကတော့အလုံးရထားပြီးပြီလို့ဆိုလို့တယ်ဘာလို့ဆိုရင်ဟင်းတောက်ကော်ပီလို့ဆိုသင်္นานစာအုပ်ရထားပြီးပြီနော်ရထားပြီးတော့မတ်စရာစာအုပ်နဲ့မတ်စရာဘောပင်တို့ကတော့ရှိထားပြီးသားဖြစ်နေအဲ့တော့ဘာလို့တော့အရေးတကြီးလိုအပ်တဲ့အချက်နှစ်ချက်ကပါတော့ဆိုရင်တတိနဲ့ပညာသင်္นานတက်တဲ့ပုဂ္ဂိုလ်တိုင်းတတိနဲ့ပညာဒီနှစ်ခုကအရေးတကြီးလိုအပ်တယ်အဲ့ဒီလိုအပ်ချက်နှစ်ခုကိုဖြည့်ရမယ်တတိဆိုတာအာယုစူးစိုက်မှုဒီနေရာမှာတတိ mindfulness လို့အင်္ဂလိပ်လိုပြန်တဲ့တတိအာယုစူးစိုက်မှုတတိလိုအပ်တယ်အာယုစူးစိုက်မထားလို့ရှိရင်လွတ်သွားနိုင်တယ်ပြောလိုက်တဲ့စကားတွေလွတ်သွားနိုင်တယ်နော်နံပါတ်1အာယုစူးစိုက်မှုတတိလိုအပ်တယ်အဲ့ဒီတတိနဲ့ဘာကိုမှတ်ရမှာတော့ဆိုရင်စကလုံးနဲ့အကြောင်းအရာဝေါဟာရနဲ့အကြောင်းအရာကိုတတိနဲ့မှတ်သားရမှာဖြစ်အကြောင်းအရာကိုမှတ်မိဖို့ဝေါဟာရစကလုံးတွေကိုမှတ်မိဖို့တ
တိနဲ့စူးစိုက်ထားရမှာဖြစ်တယ်နောက်လိုအပ်ချက်တစ်ခုကပညာဆိုတာကိုမှတ်ထားတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုမှတ်ထားတဲ့အကြောင်းအရာရဲ့အ내အဓိပ္ပာယ်ကိုသိအောင်ကြိုးစားသိတာပညာအဲ့တော့အာယုစူးစိုက်ခြင်းစကားလုံးကိုမှတ်မိအောင်တတိနဲ့မှတ်သားခြင်းအ내အဓိပ္ပာယ်ကိုရှင်းလင်းနားလည်အောင်ပညာဖြင့်စိတ်နဲ့သုံးသပ်ခြင်းဆိုတတိနဲ့ပညာနှစ်ခုဟာအရေးကြီးတယ်လို့စာပေကျမ်းကမှလည်းပဲဒါကိုဆိုထားတာလေးကိုမှတ်သားခြင်းလို့ရှိရင်တတိပညာပုပ္ပင်ကမာယတတိယပညာပုပ္ပင်ကမာယတတိယပိစနဝါဒရဏသမထတာအကြောင်းအရာနဲ့စကားလုံးကိုပညာဥဆောင်တဲ့တတိနဲ့မှတ်နိုင်စွမ်းရှိတယ်ဆိုလိုတာကစကားလုံးကိုအကြောင်းအရာကိုတတိနဲ့မှတ်ရဒါတတိရှိမှမှတ်မိနိုင်တယ်အကြောင်းအရာပညာပုပ္ပင်ကမာယတတိယပိစနဝါဒရဏသမထတာပိစနဆိုတာစကားလုံးပညာပုပ္ပင်ကမာယဆိုတာပညာဥဆောင်တဲ့တတိယတတိဖြင့်ပိစနဝါဒရဏသမထတာစကလုံးကိုမှတ်နိုင်စွမ်းရှိတယ်ပညာနဲ့တတိယတွဲဖက်နေရမယ်သူပညာဥဆောင်တဲ့တတိနဲ့အကြောင်းအရာနဲ့စကလုံးကိုမှတ်နိုင်စွမ်းရှိရမယ်နောက်တစ်ခုကျတော့တတိပုပ္ပင်ကမာယပညာယအထဝါဘောဓနသမထတာတတိပုပ္ပင်ကမာယတတိဥဆောင်တဲ့ပညာယပညာဖြင့်အထဝါဘောဓနအထဝါဘောဓနအထဆိုတာအ내အဓိပ္ပာယ်အဝါဘောဓနဆိုတာရှင်းရှင်းသိတာအ내အဓိပ္ပာယ်ကိုရှင်းရှင်းသိနိုင်စွမ်းရှိတယ်ဆိုလိုတာကတတိနဲ့ပညာဟာတွဲဖက်နေတယ်တတိနဲ့စကားလုံးနဲ့အကြောင်းအရာကိုတတိနဲ့မှတ်မိအောင်ကြိုးစားပါအ내အဓိပ္ပာယ်ကိုနားလည်အောင်ပညာဖြင့်သိအောင်ကြိုးစားပါလို့ဟောတော့အရေးကြီးတာတတိနဲ့ပညာဒီနှစ်ခုအရေးကြီးတယ်အဲ့ဒီတတိပညာတွေအလုံးလုံးအောင်ဘယ်သူကအားပေးရတော့ဆိုဝိရိယနဲ့အားပေးရနော်ဝိရိယဆိုတာအာယုစူးစိုက်မှုကဒါအရေးကြီးတယ်လူရဲ့ခန္ဓာကိုယ်မှာအရာခတ်သိမ်းဟာပေါင်းစပ်ပြီးတော့အလုံးလုံးနေတာဖြစ်တယ်တခုတည်းမဟုတ်ဒါမို့တတိနဲ့ပညာသည်တွဲဖက်နေတတိနဲ့ပညာတွဲဖက်ထားမှလိုအပ်တဲ့အကျိုးရတယ်အခုပညာသင်နေတယ်ဆိုတဲ့နေရာမှာလည်းကြည့်လေမျက်စိနဲ့နားနှစ်ခုတွဲဖက်ပြီးအလုံးလုံးနေရတယ်နားကတေချာနားထောင်တယ်မျက်စိကစာအုပ်ကိုတေချာကြည့်တယ်စကားလုံးနဲ့မျက်စိနဲ့နားသူ့အလုပ်ကိုသူလုပ်နေကြတယ်ဒါအပေါ်ယံပြောမယ်ဆိုရင်မျက်စိနဲ့နားအတွင်းအနှစ်ကိုပြောမယ်ဆိုရင်တတိနဲ့ပညာတတိပညာနှစ်ရပ်ပေါင်းစပ်ပြီးတော့ကိုလိုချင်တဲ့ပညာရကိုကြိုးစားအထောက်အဲ့တော့ဒီပြီးတော့မှသင်္ဏမမဟုတ်ဘူးဘာသင်တတိနဲ့ပညာလိုအပ်တယ်ပေါ့ဒီနှစ်ခုနဲ့ပဲပညာရတွေကိုရအောင်သင်ညာရတာဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျွတ်တင်ပြီးတော့ဘာကြောင့်အပြီးဓမ္မာသင်တယ်လဲပြီးဓမ္မာသင်တဲ့အခါမှာဘာလိုအပ်တယ်လဲဆိုတဲ့ဒါလေးကိုအချင်းချင်းပြောပြတာနော်အချင်းချင်းပြောပြပြီးတဲ့အခါမှာစာအုပ်ထဲမှာပါတာလေးတွေကနေစပြီးတော့မှတ်သားကြရအောင်အပြီးဓမ္မာနှစ်ချုပ်လို့ဆိုတဲ့အတိုင်းသူကအနှစ်ကလေးလောက်ပဲချုပ်ပြထားတာနော်နှစ်ချုပ်ပြတာဒီကနေပြီးတော့အကျယ်တဝင်းနားလည်ဖို့အတွက်ကတော့နားထောင်မှတ်သားကြရမှာဖြစ်တယ်
တော့အရေးကြီးတာတော့အနှစ်ချုပ်ကိုသိဖို့အရေးကြီးတယ်ပေါ့နှစ်ချုပ်ပြီးရင်နှစ်ချုပ်ကနေကြဲကြဲပြန့်ပြန့်လေးလာနိုင်တယ်ပေါ့နံပါတ်1ကိုဖတ်ကြည့်မယ်ဆိုရင်အဘိဓမ္မာဆိုသည်မှာသူကဘာကြောင့်အဘိဓမ္မာလို့ခေါ်တယ်လဲဆိုတာကိုရှင်းပြတာအဘိဓမ္မာဤအဓိပ္ပာယ်မှာထူးခြားသောတရားဟုဆိုလိုသည်အဘိကထူးခြားသောဓမ္မကတရားထူးခြားသောတရားဘာကြောင့်ထူးခြားတော့ဆိုပညာတရားများကိုဖယ်ရှား၍အတွင်းအနှစ်ပရမတ္ထအစစ်ဖြစ်သောကြောင့်ထူးခြားသည်ကြားနေကြစကားတွေမဟုတ်ဘူးလို့ဆိုလိုတယ်အဘိဓမ္မာကြားနေကြစကားတွေဆိုရင်အရက်ထဲမှာပြောနေကြတာသူရဲ့ငါရဲ့အိမ်လမ်းစားစရာတောက်စရာလောကဝေါဟာရတွေနဲ့ပြောနေကြတာနော်အဲ့ဒီစကားလုံးတွေမဟုတ်တော့ဘူးဒါကြောင့်မို့တမန်အဖြစ်ပညာဆိုတာလူတွေခေါ်ဝေါ်ထားတဲ့အရာတွေသာဖြစ်တယ်ပေါ့ပညာတရားများကိုဖယ်ရှား၍အတွင်းအနှစ်ပရမတ္ထအစစ်ဖြစ်သောကြောင့်ထူးခြားသည်အဘိဓမ္မာဟုခေါ်ဆိုရသောပရမတ္ထတရားများကိုအဓိကဟောကြားသည့်ဒေသနာနှင့်ကျမ်းစာကိုလည်းအဘိဓမ္မာဟုခေါ်သည်ဒေသနာဆိုတာမြတ်စွာဘုရားဟောတဲ့စကားအစဉ်အဲ့ဒီစကားအစဉ်တွေကိုဖော်ပြထားတဲ့ကျမ်းစာအဘိဓမ္မာတရားကိုလည်းအဘိဓမ္မာလို့ခေါ်တယ်အဲ့ဒီတရားကိုဟောကြားတဲ့မြတ်စွာဘုရားရဲ့ဟောကြားချက်နဲ့ကျမ်းစာကိုလည်းပဲအဘိဓမ္မာလို့ခေါ်တယ်သူတို့ဆိုလို့တယ်နော်သူဆိုလို့လက်သေးခွင်းနဲ့မှပါတာကတော့အထတလီနိကျမ်း၌ဆိုသောတခြားအဓိပ္ပာယ်ကိုလည်းမှတ်ပါလို့ဆိုတာဒါကတော့အလွယ်တကူပြောတာမှတ်သားဖို့ရတယ်အကြောင်းအရာတွေရှိတဲ့ထင်မယ်အဘိဓမ္မာဆိုတာထူးခြားသောတရားအဲ့ဒီထူးခြားသောတရားကိုဟောပြောတဲ့ဒေသနာသည်အဘိဓမ္မာဒေသနာထူးခြားသောတရားကိုရေးသားထားတဲ့ကျမ်းသည်အဘိဓမ္မာအထသလိတိမှာပြောထားတာကတော့သုတ်တံပါဠိတို့တဲ့ထူးခြားသောသုတ်တံပါဠိတို့တဲ့ပူလွန်သောတရားလို့ဒီလိုအဓိပ္ပာယ်ထသလိတိမှာဆိုတယ်နားရှုံးမှဆိုလို့အများကြီးမပြောတာတရားနော်ကဲဒါအဘိဓမ္မာခေါ်ပုံလေးအချင်းချုပ်ကလေးကိုဒါမှတ်ပြီးတဲ့အခါမှာဒါကိုသင်နေတဲ့ကျမ်းစာဘာကြောင့်အဘိဓမ္မာခေါ်ဆိုတာလေးသိဖို့ရလေနော်ထူးခြားသောတရားဘာကြောင့်ထူးခြားလဲပြောနေကြပရမတ္ထတရားတွေပညာတရားမဟုတ်ဘူးအတွင်းအနှစ်ပရမတ္ထတရားကိုဟောတာဖြစ်တော့ကြောင့်ထူးခြားတယ်ကဲဟုတ်ပြီအဲ့ဒီထူးခြားတဲ့တရားတွေကိုမြတ်စွာဘုရားဟောထားတာတွေကိုမှတ်တမ်းတင်တဲ့အဘိဓမ္မာ9ကျမ်းဆိုတာဘာတွေတော့ဒါလေးကိုသိအောင်မှတ်ရအောင်ဒါအဘိဓမ္မာသင်တယ်ဆိုတော့အဘိဓမ္မာ9ကျမ်းကိုသိဖို့အဲ့ဒီကျမ်းတွေကိုသွားနိုင်မှုရအတွက်အခုကအကျဉ်းလေးကိုအရင်သင်တာနော်ဟိုကျမ်းကတော့တော်ကိုကျဲတယ်ဘယ်လောက်ကျဲတော့ဆိုရင်နောက်ကျတော့ပြောပြမယ်သူကကျဲတယ်စာမျက်နှာပေါင်း4000ကျော်ရှိတယ်အဲ4000ကျော်သောစာမျက်နှာတွေကိုသိဖို့ရအတွက်အခုအခြေခံအဘိဓမ္မာစတင်ရမှာဖြစ်တယ်ဒါသင်လိုက်လို့ရှိရင်အဲ့ဒီကျမ်းတွေအကုန်သိသွားလားလို့ဆိုသွားနိုင်သွားတယ်ကုန်သိဖို့ကတော့လေ့လာမှာဖြစ်တယ်နော်လေ့လာကို့မှာဒီစာကြည့်လိုက်ဖွင့်မှုတော့တစ်ချောင်းရထားတယ်လို့ပဲအဘိဓမ္မာပိဋကကြီးကိုဖွင့်မှုတော့ကလေးတစ်ဖွဲ့ဖြစ်တယ်ဒါဒီတော့ကလေးနဲ့ဖွင့်မယ်ဆိုရင်ပဋ္ဌာန်းကျမ်းလည်းဖွင့်လို့ရမယ်
ဓမ္မသင်္ကနီလည်းဖွင့်လို့ရမယ်အဘိဓမ္မာ9ကျမ်းလုံးကိုတွားကျင်လို့ရှိရင်ဒီအခြေခံသိရင်တွားလို့ရပါတယ်ဒီအဓိပ္ပာယ်ပြောတာနော်တော့လေးတစ်ချောင်းပိုင်ဖို့ရအတွက်အခုဟာကိုကဒါကိုအခြေခံကိုယဉ်သိရမယ်အခြေခံဟာတော့ပဲအဲ့ဒီတော့နဲ့ဖွင့်ပြီးတော့ကျန်တဲ့အဘိဓမ္မာတွေကိုသင်ယူဖတ်ရှုကြရမှာဖြစ်တယ်တော့ပြောက်သွားရင်တော့မရဘူးနော်အဲ့တော့တော့လဲရအောင်ကြိုးစားတော့လဲမပြောက်အောင်ကိုယ်ပိုင်ရရှိနေအောင်ကြိုးစားဖို့လိုတယ်အဲ့တော့အဘိဓမ္မာ9ကျမ်းဆိုတာကိုအောက်ကသေကိုပြထားမယ်တစ်ခုစီဖော်ပြထားတယ်ဓမ္မသင်္ကနီပါဠိဖတ်တဲ့အခါမှာဓမ္မလို့ဆိုအပေါ်မှာကမနှလုံးဆင့်ထားတယ်အပေါ်ကအသက်အနေနဲ့ဖတ်ရမယ်ဓမ္အောက်ကအလုံးကအတန်ထွက်တယ်ဓမ္မနော်ဓမ္မသင်္ကနီကြတော့အပေါ်ကငါတက်ကလေးတင်ထားတာမြန်မာလိုသင်အောက်ကခန်းငယ်လေးကိုဖတ်တော့ခသင်္ခနာကြီးရေလုံးလိစံကနီသင်္ကနီဓမ္မသင်္ကနီအဲ့တော့ဓမ္မသင်္ကနီစလုံးပေါင်းနဲ့အတန်အတွက်ကိုမှတ်မိဖို့လိုတယ်ပေါ့နော်ဒါ technical တန်းနေဆိုတော့သူ့တိုင်းပဲမှတ်ရဓမ္မသင်္ကနီအဘိဓမ္မာကျမ်း9ကျမ်းဆိုဒီမှာဓမ္မသင်္ကနီတစ်ကအဲ့ဒီဓမ္မသင်္ကနီကျမ်းကအဘိဓမ္မာ9ကျမ်းဤအခြေခံတရားများကိုစုစည်းရှင်းပြသည့်ကျမ်းနဲ့အဘိဓမ္မာမှာမြတ်စွာဘုရားဟောတဲ့တရားတွေကိုစုစည်းပြီးတော့ပြတာသင်္ကနီဆိုတာသင်္ဃဟစုစည်းပြထားတာမြတ်စွာဘုရားဟောတဲ့တရားတွေကိုအနှစ်ချုပ်ပြီးတော့စုစည်းပြတဲ့အကျမ်းအဲ့ဒါကိုအရင်သင်ရမယ်ဒါပထမဆုံးကျမ်းကိုအဲ့မှာအနှစ်ချုပ်ထုတ်ပြထားတာအဲ့ဒီတရားဓမ္မတွေကိုအဘိဓမ္မာ9ကျမ်းဤအခြေခံတရားများကိုစုစည်းရှင်းပြသည့်ကျမ်းကိုဓမ္မသင်္ကနီကျမ်းလို့ခေါ်တယ်အဲ့ဒီဓမ္မသင်္ကနီကျမ်းကပါဠိလိုသတ္တသံဃာနာမြန်မာမူမှာပုံနှိပ်ထားတာစာမျက်နှာ298 298စာမျက်နှာ298မျက်နှာရှိတယ်အဲ့ဒီကျမ်းထဲကအဓိကကြားတဲ့စကားလုံးလေးတွေကိုဒီမှာခြေကနေနဲ့သင်ပေးမှာနော်အဲ့တော့ဓမ္မသင်္ကနီကျမ်းဆိုတာစာမျက်နှာ298ရှိတယ်အဲ့ဒါတစ်ကျမ်းနောက်တစ်ခုကဝိပင်ကအပေါ်ကငတ်တဖာကုန်းငတ်တပင်ဝိပင်ကမြန်မာတွေကတော့ဝိပင်ကျမ်းလို့ခေါ်တယ်နောက်ကခဆိုတဲ့အတန်ကိုဖြုတ်ပြီးတော့ဝိပင်အဲ့လိုရေးတယ်နော်မြန်မာမှုပြုတဲ့အခါမှာဝိပင်ကျမ်းလို့ခေါ်တယ်အဲ့တော့ပါဠိစကားလုံးကဝိပင်ကကျမ်းပရမတ္ထဓမ္မကို18မျိုးခွဲခြားဖွင့်ဆိုရှင်းပြသည့်ကျမ်းပရမတ္ထဓမ္မလို့ခေါ်တဲ့ခုနကထူးခြားတဲ့တရားတွေကိုထူးခြားတဲ့တရားကို18မျိုးခွဲခြားပြီးတော့ဖွင့်ပြတဲ့ကျမ်းအသေးစိတ်ဖွင့်ပြတဲ့ကျမ်းဝိပင်ကဆိုတာရှင်းလင်းဖွင့်ဆိုခြင်းပဲအဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုခြင်းအင်္ဂလိပ်လိုစကားလုံးက analyze လို့ခေါ်တယ် analyze လုပ်တယ် analyze လုပ်တာ analyze of ဓမ္မဝိပင်ကclassify လုပ်တယ် analyze လုပ်တယ်အရာဝတ္ထုတစ်ခုဟာခွဲခြားစိတ်ဖြတ်မှုကအရေးကြီးတာဒါကိုခွဲခြားစိတ်ဖြတ်တဲ့နေရာမှာဝ
ဝိပင်္ဂကျမ်းအရေးကြီးတယ်အဲ့ဒီကျမ်းကစာမျက်နှာ453မျက်နှာရှိတယ်ပါဠိလိုဖွင့်ဆိုထားတာ453မျက်နှာနောက်တတိယကျမ်းကဓာတုကထာလို့ဆိုတယ်အဲ့ကျမ်းရဲ့အဓိပ္ပာယ်ကိုဓာတုဆိုသည်မှာခန္ဓာစသောပရမတ္ထတရားများကိုသာရည်ညွှန်း၏တဲ့ဓာတ်18ပါးကိုရည်ညွှန်းတာမဟုတ်ဘူးနော်ဒီနေရာမှာဓာတုဆိုသည်မှာခန္ဓာစသောပရမတ္ထတရားများကိုသာရည်ညွှန်းသည်ခန္ဓာတို့အာယရဏတို့ဓာတ်တို့သစ္စာတွေအဲ့ဒါတွေအလုံးကိုဓာတုလို့ဒီနေရာဆိုလို့တယ်တခြားနေရာမှာဓာတုဆိုရင်ဓာတ်18ပါးတို့ကတော့ရည်ညွှန်းတာရှိတယ်ပထဝီဓာတ်အာဘောဓာတ်တေဇောဓာတ်အဲ့ဒီဓာတ်18ပါးရည်ညွှန်းတယ်ပေါ့နော်ဒီမှာတော့ဓာတုဆိုသည်မှာခန္ဓာစသောပရမတ္ထတရားများကိုသာရည်ညွှန်း၏ဤ၌ပူ၍အရာကျဲသောဓာတုများဖြင့်ဟောကြားအပ်သောကြောင့်ဓာတုကထာဟုကထာဆိုတာပြောဆိုရှင်းပြတာဓာတုကထာဓာတုလို့ဆိုတဲ့သဘာဝတရားတွေကိုရှင်းပြတဲ့ဉာဏ်လို့ဒီလိုအဓိပ္ပာယ်ရတယ်စာမျက်နှာ100ရှိတယ်စာမျက်နှာ100ရှိတယ်နောက်ကျမ်းတစ်ခုကပုဂ္ဂလပညတ္တိအဲ့ဒီကျမ်းကိုမြန်မာလိုမြန်မာမှုပြုတဲ့အခါမှာပညတ္တိလို့တိထီအောင်မခေါ်ဘဲနဲ့ပညတ်လို့ခေါ်ကြတယ်ပုဂ္ဂလပညာကျမ်းဆိုပြီးတော့ခေါ်ကြတယ်အဲ့တော့ဒါဖတ်တဲ့အခါမှာပမာရပင်ရရဲ့မပါတော့ကြောင်းပညတ္တိလို့ဖတ်တယ်ပြင်မဟုတ်ဘူးပြင်လို့မဖတ်နဲ့ပေါ့ပြင်ဆိုရင်ပရပင်ရှာပင်တန်ပါပေါ့အဲ့တော့ပညတ္တိပတ္တန်တသက်နဲ့ပညတ္တိမြန်မာတွေမှာနှုတ်ကြိုးနေတာပညာကိုလည်းပညာလို့ဖြစ်နေနော်ရှာရတန်ပါရပင်တန်ပါနေတယ်ပညာလို့အဲ့တော့ပညာလို့မဖတ်ဘဲနဲ့ပညာလို့ဖတ်ရမရရှာရရတန်ရပင်တန်မပါဘဲနဲ့ပညာပညတ္တိပညာဖြင့်သာသဘာဝတရားများကိုရှင်းပြနိုင်ပုံကိုပြလို့၍ပညာဆိုတာသိစေခြင်းလို့အဓိပ္ပာယ်ရတယ်ပညာတိကသိစေခြင်းသိစေအပ်သောအရာသိစေခြင်းနဲ့သိစေအပ်သောအရာပညာဖြင့်သာသဘာဝတရားကိုရှင်းပြနိုင်ပုံကိုပြလို့၍ပုဂ္ဂလပညာအပါဝင်ပညာ6ပါးခွဲခြားရှင်းပြသည့်ဉာဏ်အဲ့တော့ပုဂ္ဂလပညာကစပြီးတော့ပညာ6မျိုးခွဲပြီးတော့ရှင်းလင်းဟောကြားတဲ့ဉာဏ်ဒါထူးခြားတယ်အဘိဓမ္မာ9ကျမ်းထဲမှာပညာဉာဏ်ကိုထည့်ပြီးတော့ပြောထားတာပညာမပါပဲနဲ့ပရမတ်ကိုဖော်ပြလို့မရဘူးဆိုတာကိုနော်ဒါကိုရှင်းပြတဲ့သဘောအဲ့ဒီပုဂ္ဂလပညာဉာဏ်ကစာမျက်နှာ85မျက်နှာပဲရှိတယ်နောက်တစ်ခုကကထာဝတ္ထုတဲ့နံပါတ်ကျမ်းကထာဝတ္ထုကထာမျိုးစုံနဲ့အငြင်းပွားမှုကိုဖြည့်ရှင်းဖော်ပြတဲ့ကျမ်းကထာဆိုဒီမှာပြောဆိုခြင်းဝတ္ထုအကြောင်းအရာကထာဝတ္ထုပြောเสียအကြောင်းအရာသို့မဟုတ်အငြင်းပွားเสียအကြောင်းအရာအဲ့ဒါတွေကိုရှင်းပြတာနော်ကထာဆိုတာပြောဆိုတဲ့စကားဝတ္ထုဆိုတာအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ပြောဆိုရတဲ့အချက်လက်တွေကိုဖော်ပြတာကထာဝတ္ထုလို့အဲကြောင့်မို့အင်္ဂလိပ်လိုပြန်တဲ့အခါကျတော့
points of controversy လို့ပြန် controversial ဖြစ်တဲ့ point တွေအငြင်းပွားစရာဖြစ်တဲ့အကြောင်းအရာတွေဒီကနေ့ခေတ်လည်းရှိတာပဲအရာဝတ္ထုတစ်ခုနဲ့ပတ်သက်ပြီးရှုထောင့်ချင်းအမြင်ချင်းမတူတဲ့အခါမှာပြောစရာအချက်လက်အငြင်းပွားစရာအချက်လက်မတူညီတဲ့အချက်လက်တွေကိုဒီမှာရှင်းပြတာအဲ့ဒါကကထာဝတ္ထုလို့ခေါ်တယ်နော်မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေထဲမှာလည်းဒီတိုင်းပဲအငြင်းပွားကြတဲ့အချက်လက်တွေရှိတယ်ပေါ့အဲ့ဒီအငြင်းပွားဖို့အချက်လက်တွေကိုရှင်းလင်းဖော်ပြတဲ့ကျမ်းကိုကထာဝတ္ထုလို့ခေါ်တယ်အဲ့ဒါကစာမျက်နှာ454မျက်နှာရှိတယ်စိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒီကထာဝတ္ထုကျမ်းကသာသနာမှာတကယ်ဖြစ်ပေါ်လာခဲ့တဲ့တတိယသံဃာယနာမှာဖြည့်ရှင်းဆုံးဖြတ်ခဲ့တဲ့အချက်တွေအကျမ်းပေါ့ဒါမို့ဗိဓမာ9ကျမ်းထဲမှာနောက်ဆုံးမှဝင်လာတာကထာဝတ္ထုကျမ်းပဲတတိယသံဃာယနာဆိုတာသာသနာနှစ်100ကျော်မှဘုရားပြိဋိဘံစံပြီးနောက်နှစ်100ကျော်မှဝင်လာ6နံပါတ်ကယမကဆိုတာအစုံလို့အဓိပ္ပာယ်ရတယ်တစုံဥပမာအမေးနဲ့အဖြေတစုံအတိအကျပြောဆိုတဲ့စကားနဲ့သို့လို့တဏ္ဍိဋ္ဌာနဲ့တန်တရာနော်ဆုံးဖြတ်ချက်ကြာပြီးသားနဲ့တွေ့တော့เสียတဏ္ဍိဋ္ဌာတန်တရာအနုလောမနဲ့ပฏิလောမအဲ့ဒါတို့အစုံလိုက်အဓိကကတော့အမေးနဲ့အဖြေအဲ့တော့ယမကရဲ့အဓိပ္ပာယ်ကအစုံလို့အဓိပ္ပာယ်ရတယ်ဘာဖြစ်လို့ဟောတာတုံးဆိုဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရာအမေးဖြေစသည်အစုံပြု၍ဟောကြားသည်ကျမ်းအဲ့ဒီယမကကိုပမာတွေကအတန်ဘယ်လိုသုံးလိုက်လဲဆိုရင်ယမကဆိုတဲ့ပါဠိစကားကိုယမိုက်လို့ပြန်လိုက်တယ်အဲ့တော့ဘုန်းကြီးတွေသင်တော့ယမိုက်ကျမ်းဆိုတဲ့ယမကကိုပြောတာနော်ယမကကနေယမိုက်ဖြစ်သွားတာနည်းနည်းတော့ဝေးတာပေါ့နော်တချောင်းအိမ်နေထဲလိုက်တာလုံးကြီးတင်တဲ့တချောင်းအိမ်မှာထဲလိုက်တဲ့အခါကျတော့ကယမကပါဠိကယမကလို့ရှိရတဲ့နဲ့လုံးကြီးတင်တဲ့တချောင်းအိမ်မှာထဲလိုက်တဲ့အခါကျတော့နောက်ကကိုအသက်လုပ်လိုက်တဲ့အခါယမိုက်ဖြစ်သွားယမက်ဆိုရင်မကောင်းလို့နေမှာယမိုက်ဖြစ်သွားနော်ယမိုက်ရှမကဗျာဒိဟာယမိုက်ဗျာဒိဟာမြတ်စွာဘုရားရေစုံပြီးစုံပြတဲ့တကူယမိုက်ဗျာဒိဟာလို့ခေါ်တယ်ဒီအလားတဲ့စကားပဲအတူတူပဲယမိုက်ဆိုတာအစုံကိုပြောတာနော်အဲ့တော့ပါဠိဝါဒလေးတွေလည်းကိုနားလည်သွားတာပေါ့အင်္ဂလိပ်လိုဖဲရ books of fair အစုံလိုက်ပြတဲ့စာအုပ်books of fair အမေးနဲ့အဖြေတစုံအဲ့လိုအစုံလိုက်ရှင်းပြသွားတာမေးလိုက်ဖြေလိုက်မေးခွန်းလည်းပြတယ်အဖြေကိုလည်းပြတယ်အဲ့တော့အစုံတစ်ခုအဲ့ဒီယမက3တွဲရှိတယ်ပထမတွဲဒုတိယတွဲတတိယတွဲ3တွဲလုံးစာမျက်နှာပေါင်းလိုက်လို့ရှိရင်911မျက်နှာရှိတယ်911မျက်နှာအတွဲအနေနဲ့3တွဲရှိတယ်နောက်ဆုံးကျမ်းကတော့ပဋ္ဌာနာကိုသေချာဖတ်မယ်ဆိုရင်ပဋ္ဌာနာလို့ဖတ်ရမယ်နော်ပဋ္ဌာနာဘာလို့ဆိုထောင်းမဲလေဆင့်ပါတာဟာတတလင်းကြီးနဲ့ဆင့်ထားတာတတလင်းကြီးရဲ့ခေါင်း
ထာဝမဲရဲ့အောက်ခြေဒီနှစ်ခုဆင့်ထားတာအပေါ်ကောင်းလေးကတတလင်းကျိတ်အောက်ကအကောက်ကလေးကထာဝမဲတတလင်းကျိတ်နဲ့ထာဝမဲဆင့်ထားတာပဋ္ဌာနာအဲ့ဒီလိုလက်ရည်လေးမပါရင်ထာဝမဲတတ်ပဲအဲ့တော့တတလင်းကျိတ်လေးရဲ့ထာဝမဲလေးရဲ့ဒီနှစ်ခုကိုဆင့်လိုက်တဲ့အခါမှာဒီပဋ္ဌာနာရေးသလိုရေးထုံးကအဲ့လိုဖြစ်တယ်အဲ့လိုမရေးဘဲနဲ့တတလင်းကျိတ်ရဲ့ခြေထောက်ကိုမဖြတ်ဖဲနဲ့ထည့်လိုက်မယ်ဆိုရင်တော့ပို့ပြီးတော့ထင်ရှားတာပေါ့နော်တဖြည်းဖြည်းခြေထောက်ကတိုးသွားတယ်အပေါ်ခေါင်းလေးနဲ့တတလင်းကျိတ်သူ့ခြေထောက်ကပြတ်သွားတယ်ခေါင်းလေးကတတလင်းကျိတ်အောက်ကခြေထောက်ကထာဝမဲထာဝမဲနဲ့တတလင်းကျိတ်နှစ်ခုဆင့်ထားတယ်လို့ဒီလိုမှဒါကြောင့်မို့ဖတ်တဲ့အခါမှာပဋ္ဌာနာပဋ္ဌာနာလို့ဖတ်ရမယ်အကြောင်းတရားတို့ဤတတ္တိကိုဖော်ပြ၍အကြောင်းအကျိုးဆက်သွယ်ပုံကိုအနန္တနေယဖြင့်ရှင်းပြသည့်ကြံအနန္တနေယဆိုတာမဆုံးနိုင်တဲ့ဤမျိုးစုံတယ်အပိုင်းခြားမရှိတော့အောင်ကျေဝန်းတယ်လို့သူတို့ဆိုလို့တယ်အနန္တနေယဆုံးချမ်းပိုင်းခြားမရှိကျေဝန်းသောဤဖြင့်ရှင်းပြတဲ့ကြံဒါပဋ္ဌာန်းကြံပဲဗမာတွေကတော့ဖတ်နေကြတာဆိုတော့ပဋ္ဌာန်းနဲ့တော့ယဉ်နှိနေကြတာပါနော်အဲ့တော့အကြောင်းတရားတို့ဤတတ္တိကိုဖော်ပြ၍အကြောင်းအကျိုးဆက်သွယ်ပုံကိုအနန္တနေယဖြင့်ရှင်းပြသည်ကြံ24ပစ္စည်းနဲ့ရှင်းပြသွားအဲ့ဒီပဋ္ဌာန်းကျမ်းကြီးက9တွဲရှိတယ်9တွဲရှိတာအကုန်လုံးပေါင်းလိုက်မယ်ဆိုလို့ရှိရင်စာမျက်နှာပေါင်း2640စာမျက်နှာပေါင်း2640ရှိတယ်ပဋ္ဌာန်းကျမ်းအလုံးပြီးတော့မှ9ကျမ်းကိုဒီကဏ္ဍတွေကိုပေါင်းလိုက်မယ်ဆိုလို့ရှိရင်4941စာမျက်နှာ4941ဒါဟာမြန်မာနိုင်ငံမှာရှိုင်းနှိပ်ထားတဲ့စာမျက်နှာပေါင်းစာမျက်နှာပေါင်းအဲ့ဒါအဘိဓမ္မာ9ကျမ်းဟာစာမျက်နှာပေါင်း4941ရှိတယ်အဲ့ဒီအဘိဓမ္မာကျမ်းတွေကိုသွားနိုင်အောင်အခုကအခြေခံအဘိဓမ္မာသင်ပေးတာနော်ရှေ့မှာအများကြီးရှိသေးတယ်လို့စိတ်မပြတ်နဲ့တလန်းချင်းတက်သွားရောက်သွားမှာကျွန်တော်သိပြเสียမဟုတ်ဘူးမရောက်ဘူးလို့မထင်နဲ့အေဝရဲတောင်တောင်မှပဲတလန်းချင်းမတက်ရတာနှလန်းပြူးမတက်ဘူးတလန်းချင်းတက်သွားတာရောက်သွားတာပဲဘလောက်မြင့်မြင့်တလန်းချင်းတက်သွားရင်တောင်ထိပ်ရောက်မှာပဲနော်တလန်းမှမလှမ်းရသေးရင်တော့ရောက်မှာမဟုတ်ဘူးအခုတလန်းစလှမ်းကြပြီပေါ့နော်ဖိရမသိရင်ခြေလန်းတလန်းစလှမ်းပြီရောက်ဖို့နီးနီးသွားပြီတဖြည်းဖြည်းအဲ့တော့ဖိရမကိုအာယုဆိုင်ပြီးတော့ခုလို့ဒါအခြေခံသိစရာလေးတွေကိုရှင်းပြတာနော်အဲ့တော့ပြန်ပြီးတော့ခြုံပြောမယ်ဆိုရင်အဘိဓမ္မာဆိုတာဘာလဲလို့ပြီးလို့ရှိရင်ထူးခြားသောတရားကိုအဘိဓမ္မာခေါ်တယ်ဘာကြောင့်ထူးခြားတယ်လဲဆိုရင်ပညာကိုဖယ်ရှားပြီးပရမတ္ထအနည်းနဲ့ဖော်ပြတာဖြစ်သောကြောင့်ထူးခြားတယ်အဘိဓမ္မာလို့ခေါ်တဲ့အရာဘယ်ဟာလို့ဆိုထူးခြားသောတရားကိုလည်းအဘိဓမ္မာလို့ခေါ်တယ်အဲ့ဒီတရားတွေကိုဟောတဲ့ဒေသနာရှင်းသားဖော်ပြတဲ့ကျမ်းစာကိုလည်းအဘိဓမ္မာလို့ပဲခေါ်တယ်ဟောအဘိဓမ္မာ9ကျမ်းမြတ်စွာဘုရားဟောခဲ့တာအဲ့ဒီအဘိဓမ္မာ9ကျမ်းရဲ့အခြေခံသင်္นานမယ်ခုသင်္นานနော်အဲ့ဒီအဘိဓမ္မာကိုတောနိုင်မှုအတွက်လုံလောက်တဲ့အခြေခံတစ်ခုရဖို့စတင်ပြီးတော့သင်ညမှာဘယ်ရပဲဖြစ်ဖြစ်မသိမဲမရဘူးတောင်တက်တော့မယ်ဆိုရင်ဘယ်လိုတက်ရမယ်ဆိုတာအခြေခံဖော်ပြမှာပဲလေဘာလို့လို့ထမင်းချက်တာဟင်းချက်တာကစပြီးတော့သင်္นานဆိုတာရှိတယ်ဘယ်လိုလုပ်ရတယ်ဆိုတော့သင်္นานနဲ့သွားတာပဲပေါ့
ဒီမှာလည်းပဲအဲ့ဒီအခြေခံကိုသင်နိုင်အောင်လို့စတင်ပြီးတော့ဒါလိုအပ်ချက်ကလေးတွေကိုယဉ်ကြည့်ပေါ့ကဲရှေ့ဆက်သွားကြည့်အောင်ဓမ္မနှမျိုးတဲ့ဒီအဘိဓမ္မာမှာရှင်းလင်းဖော်ပြတဲ့တရားကိုအနှစ်ချုပ်လိုက်လို့ရင်နှမျိုးတည်းပဲရှိတယ်နော်နှမျိုးကပါအဘိဓမ္မာ9ကျမ်း၌ဖော်ပြအပ်သောဓမ္မများကိုအနှစ်ချုပ်၍ဖော်ပြလျင်နှမျိုးသာရှိ၏နှမျိုးမှာ1ပဉ္ညတ္တိဓမ္မ2ပရမတ္ထဓမ္မဟူ၍ဖြစ်သည်ဓမ္မနှမျိုးတည်းပဲပဉ္ညတ္တိဓမ္မနဲ့ပရမတ္ထဓမ္မပဉ္ညတ္တိဆိုတာလူကိုသိအောင်ပြောပြရတဲ့အရာကိုပဉ္ညတ္တိလို့ခေါ်တယ်ပရမတ္ထဆိုတာအဲ့ဒီကနေသိရတဲ့အချက်နှစ်ခုရှိတယ်အဲ့ဒါကိုရှင်းပြမယ်ကိုယ့်ဘက်ကိုလည်းပဲရှင်းလို့ရအောင်ဒီတိုင်းရေးမှမဟုတ်ဘူးကိုယ့်ဘက်ကိုလည်းရှင်းလို့ရတယ်နော်ပဉ္ညတ္တိဆိုသည်မှာတစ်ဖက်သားကိုသိအောင်ပြောပြအပ်သောစကားဝေါဟာရနှင့်အမှုအရာကို၎င်းစကားဝေါဟာရနှင့်အမှုအရာတို့ဖြင့်သိရသောအရာဝတ္ထုအကြောင်းအရာကို၎င်းခေါ်ဆိုခြင်းဖြစ်သည်အဲဆိုလိုတဲ့အိဗယ်ကပဉ္ညတ္တိဆိုတာဘာကိုပြောတာတော့စကားလုံးတွေဘာသာစကားတွေအလုံးဟာပဉ္ညတ္တိပဲနော်ဥပမာဗမာလိုစပွဲကလထိုင်စပွဲဆိုတဲ့စကားလုံးကလထိုင်ဆိုတဲ့စကားလုံးဒါပညာပဲခေါ်စရာတစ်ခုအနေနဲ့ထားတယ်သစ်ပင်တောတောင်ခေါ်စရာအနေနဲ့ထားတယ်အဲ့ဒီစကားဝေါဟာရတွေဘယ်ဘာသာစကားပဲဖြစ်ဖြစ်ဗမာစကားလုံးတွေပဲဖြစ်ဖြစ်အင်္ဂလိပ်စကားလုံးတွေပဲဖြစ်ဖြစ်ပါဠိစကားလုံးတွေပဲဖြစ်ဖြစ်လူတွေအသုံးပြုပြီးတော့ပြောဆိုနေတဲ့စကားဝေါဟာရတွေအဲ့ဒီစကားဝေါဟာရတွေရဲ့စကားဝေါဟာရတွေမှတ်သမျှပညာလို့ခေါ်တယ်အဲ့တော့ဆိုလိုတာဗုဒ္ဓဓမ္မသံဃာဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိလို့ရွတ်တဲ့အခါမှာဒီစကားလုံးတွေအလုံးဟာပညာလို့ပဲခေါ်တယ်ဗုဒ္ဓံဆိုတာလည်းပညာပဲဓမ္မဆိုတာလည်းပညာပဲသံဃာဆိုတာလည်းပညာပဲတရဏံကိစ္ဆာမိအဲစကားလုံးတွေမှန်သမျှအကုန်လုံးပညာလို့ခေါ်တယ်လူတွေရဲ့နှုတ်ကထွက်တဲ့အတန်မှန်သမျှပညာတွေကြီးပဲအကုန်လုံးနော်အဲ့တော့ပညာတွေကကိုယ်အောင်ပြောလို့မရလို့တမန်အဖြစ်လူတွေသိအောင်ပြောပြတဲ့စကားလုံးတွေမှန်သမျှပညာတခါအဲ့ဒီစကားလုံးတွေကဖော်ပြတဲ့စကားဝါဒအမှုရာဖြင့်သိရတဲ့အကြောင်းအရာဆိုပါစို့အရှင်းဆုံးပြောရရင်ခုစပွဲပေါ်မှာကလထိုင်ပေါ်မှာထိုင်နေတယ်ဆိုရင်ကလထိုင်ဆိုတဲ့စကားလုံးကတစ်ခုဝါဒတစ်ခုနော်ကလထိုင်ကတစ်ခုတကယ်ကလထိုင်ဆိုတဲ့စကားလုံးဒီဘာကိုပြောပြနေတာတော့ဆိုလူတွေအသုံးပြုနေတဲ့အရာဝတ္ထုတစ်ခုပြောပြစပွဲဆိုတဲ့အရာဒီစပွဲဆိုတဲ့စကားလုံးကဘာကိုပြောပြနော်လူတွေအသုံးပြုတဲ့အရာဝတ္ထုတစ်ခုပြောပြအဲ့တော့နှစ်ခုစလုံးစကားလုံးကလည်းပညာပဲဘာကြောင့်စကားလုံးကိုပညာလို့ခေါ်တော့ဆိုရင်အရာဝတ္ထုကိုသိစေလို့နော်ကလထိုင်သွားယူပါဆိုရင်ဘာသွားယူမှာထိုင်လို့ရတဲ့ဟာယူလာမှာစပွဲသွားယူပါဆိုတာလည်းမတူဘူးစပွဲဆိုတာကြတော့တစ်မျိုးယူလာလိုက်အဲ့ဒါဒီစကားလုံးကအရာဝတ္ထုကိုဖော်ပြနေသိစေတယ်ဒါကြောင့်မလို့ပဉ္ညတ္တိဆိုတာသိစေတယ်တစ်ဖက်သားကိုသိအောင်ပြောပြsign language ဆိုတဲ့အမှုအရာလည်းပဲလူကိုသိစေတာဥပမာပဲပါးစပ်ပေါက်တဲ့မှာလက်ညှိုးလေးကန့်လန့်လေးထောင်ပြလို့ရှိရင်တိတ်တိတ်နေဆိုတဲ့အဓိပ္ပာယ်နားလဲသွားကြစကားမပြောနဲ့တူတူဆိုတဲ့အဓိပ္ပာယ်နားလဲဒါအမှုအရာလို့ခေါ်တယ်စကားလုံးရဲ့အမှုအရာရဲ့ဒီနှစ်ခုလုံးသည်
တစ်ဖက်သားကိုကိုယ့်ရဲ့ဆန္ဒကိုသိစေလို့ပညာတိလို့ခေါ်တာအဲ့တော့ပညာတိဆိုတာသိစေတတ်တဲ့အရာနော် sign language ကလည်းသိစေတာခုနစကားလုံးအတန်ဆိုလို့ရှိရင်ဇပွဲသွားယူပါဆိုဇပွဲဆိုတာစကားလုံးအဲ့ဒီဇပွဲဆိုတဲ့စကားလုံးကဘာကိုဖော်ပြတော့ဆိုတော့လူတွေအသုံးပြုတဲ့ပစ္စည်းတွေတင်ပြီးတော့ဥမာထမင်းစားမယ်ဆိုရင်ထမင်းစားဇပွဲပေါ့စားရေးမယ်ဆိုစားရေးဇပွဲပေါ့အဲ့ဒါကိုသိစေတယ်ဒီစကားလုံးကအဲ့ဒါကိုသိစေတယ်သိစေတတ်သောကြောင့်စကားလုံးဒီပညာအဲ့ဒီလူတွေအသုံးပြုတဲ့အရာဝတ္ထုကလည်းပဲစကားလုံးဖြင့်သိအောင်ပြောရသောကြောင့်သူ့လည်းပညာလို့ခေါ်တယ်အဲ့နှစ်ခုစလုံးဟာပညာကြီးပဲနော်စကားလုံးကလည်းပညာစကားလုံးကဖော်ပြတဲ့အရာဝတ္ထုကလည်းပညာပဲနှစ်ခုစလုံးသိပညာဒီအိဗယ်လို့ပြောတာနော်အဲ့တော့ပညာတိဆိုဒီမှာတစ်ဖက်သားကိုသိအောင်ပြောပြအပ်သောစကားဝါဟာရနဲ့အမှုရာခု၎င်းစကားဝါဟာရနဲ့အမှုရာတို့ဖြင့်သိရသောအရာဝတ္ထုအကြောင်းအရာကို၎င်းနှစ်ခုစလုံးပဲဥပမာမဲ့ဘောပင်လို့ပြောလိုက်ရင်စကားလုံးကဘောပင်အခုတွေ့ရတဲ့ဒီအချောင်းလေးကဒါဘောပင်ပစ္စည်းနော်အဲ့ဒီဘောပင်ဆိုတဲ့စကားလုံးဒီပစ္စည်းလေးကိုဖော်ပြတယ်ဒီပစ္စည်းလေးဒီဘောပင်ဆိုတဲ့စကားလုံးဖြင့်သိရသောကြောင့်သူ့ကိုလည်းပညာလို့ခေါ်တယ်ဘောပင်ဆိုတဲ့စကားလုံးဒီအရာကိုသိစေတတ်သောကြောင့်ပညာလို့ခေါ်တယ်နှစ်ခုစလုံးတူတယ်နော်နှစ်ခုစလုံးအဲ့တော့သိအောင်ပြောပြအထာကတစ်ခုသိတာတစ်ခုသိစေတာတစ်ခုလို့ဆိုလို့တယ်ပညာပညာတိသည်တကယ်ရှိသောအရာကိုဖြစ်စေတကယ်မရှိသောအရာကိုဖြစ်စေရည်ညွှန်း၍ပြောဆိုရသောလူတို့ဤဝါဟာရအရာဝတ္ထုနှင့်အကြောင်းအရာများဖြစ်သည်နော်လူတို့ရဲ့ဝါဟာရဆိုတာစကားလုံးတွေအလုံးသည်ပညာဥပမာနိဗ္ဗာန်ဆိုတဲ့စကားလုံးသည်ပညာသို့တော့နိဗ္ဗာန်ဆိုတဲ့စကားလုံးနဲ့သိရတဲ့အနှစ်သာရကြတော့ပညာမဟုတ်ဘူးသူကြတော့ပရမတ်ဖြစ်သွားတယ်နော်ပညာပရမတ်အဲ့ဒါကြတကယ်ရှိသောအရာကိုဖြစ်စေတကယ်ရှိတာကိုလည်းပြောတယ်လေမရှိတာကိုလည်းပြောတယ်ဥပမာတစ်ခုရှင်းအောင်ပြောပြမယ်မရှိတာကိုလည်းပြောတယ်ရှိတာကိုလည်းပြောတယ်ဆိုတူတယောက်ကိုပေးလိုက်မယ်သင်္นานလာတဲ့အခါဘာနဲ့လာတာတော့ဆိုကားနဲ့လာတယ်လို့ဖြေမယ်နော်ကားနဲ့လာတယ်လို့ဆိုရင်သူပြောတဲ့ကားဟာဘယ်ဟာကိုကားခေါ်တာလဲဆိုရင်သူရေပုံရတစ်ခုပဲထိုးပြဟုတ်တယ်မလားဘယ်ကားနဲ့လာတယ်ဆိုအဲ့ကားကိုသူထိုးပြလိုက်တယ်သို့တော့တစ်ခုချင်းကိုမေးကြည့်လိုက်ကားဆိုတာဘယ်ကခေါ်တာတော့ဘိန်းကိုခေါ်တာလားဘော်ဒီကိုခေါ်တာလားအင်ဂျင်ကိုခေါ်တာလားမေးလိုက်တဲ့အခါကျတော့ကားသူပျောက်မသွားဘူးလားကားဆိုတာပျောက်သွားတယ်အဲ့ကြတော့ဘာလို့ဆိုသူ့နာမည်လေးတွေသူအသိရှိတယ်လေကားရဲ့ဘော်ဒီရှိတယ်နောက်ဘိန်းရှိတယ်အင်ဂျင်ရှိတယ်နောက်စတီယာရင်ရှိတယ်ဘရိတ်ရှိပါညာနဲ့အကုန်လုံးဟာဒီနက်ကလေးတစ်ချောင်းကစသူ့နာမည်နဲ့သူရှိတယ်အဲ့ဒီအကုန်လုံးဖြုတ်ပုံလိုက်ရင်ဘယ်မလဲကားဆိုရင်ကားရှာတွေ့မှာမဟုတ်တော့မတွေ့ဘူးတကယ်လိုက်ရှာလိုက်တစ်ပင်လို့ပြောရင်ရောရှာပြစမ်းပါဘယ်ဟာကိုတစ်ပင်ခေါ်တာတော့ဆိုရေပုံရတော့သူလက်ညှိုးထုတ်ပြမယ်ဒါတစ်ပင်လို့ထိုင်မဲ့တစ်ခုစီခွဲကြည့်လိုက်အမြင့်ကတစ်ပင်လားမဟုတ်ဘူးဒါဖြင့်ပင်စီကတစ်ပင်လားမဟုတ်ဘူးပင်စီကပင်စီပဲတစ်ပင်မဟုတ်ဘူးအကိုင်းခက်ကတစ်ပင်လားဆိုအကိုင်းခက်ကအကိုင်းခက်ပဲလေတစ်ပင်မခေါ်ဘူးနောက်အပွင့်အသီးရရောအရွက်ကရောအရွက်ကလည်းအရွက်ပဲအပွင့်ကလည်းပွင့်ပဲအသီးကလည်းအသီးပဲအားလုံးတစ်ခုစီလိုက်ပြီးတော့ခွဲကြည့်လိုက်ပဲဆိုရင်တစ်ပင်ကပျောက်သွားသို့တော့အားလုံးပေါင်းလိုက်တဲ့အခါကျတော့တစ်ပင်လို့ပြောလို့ရတော့ဗျာ
အဲ့လိုခွဲခြားစိတ်ဖြာလိုက်လို့အရာဝတ္ထုတစ်ခုကပျောက်သွားတယ်အဲ့တော့သစ်ပင်မရှိဘူးရှိတာကအမြင့်ရှိတယ်ပင်စီရှိတယ်အကိုင်းခက်ရှိတယ်အခွန်အခေါက်ရှိတယ်အရွက်ရှိတယ်အပွင့်ရှိတယ်အသီးရှိတယ်သစ်ပင်ဆိုတာမရှိဘူးလူမှလည်းပဲထိုးတူပဲလေဘယ်ဟာကိုခေါ်တာလဲလူလို့ပြောတာဘယ်ဟာကိုခေါ်တာလဲတခုစီခွဲကြည့်စပင်းကိုခေါ်တာလားမဟုတ်ဘူးစပင်းငါစပင်းပဲနော်မျက်နှာမှာလည်းမျက်ခုံးရှိတယ်မျက်လုံးရှိတယ်နှာခေါင်းရှိတယ်နားရှိတယ်အဲ့ဒါတွေတခုစီသူ့နာမည်နဲ့သူ့ပဲလူဆိုတာပဲဟာလဲစပင်းခေါ်တာလားဆိုရင်သူညင်ရမှာမဟုတ်ဘူးမျက်ခုံးခေါ်တာလားမျက်လုံးခေါ်တာလားနားခေါ်တာလားရှာတခုမှမဟုတ်တော့တော့ analyze လုပ်ကြည့်လိုက်တဲ့အခါမှာပျောက်သွားတယ်အဲ့တော့ပျောက်သွားတယ်မရှိပေမဲ့လို့သူကလူလို့ခေါ်နေတယ်လူလိုက်ရှာမယ်ဆိုရင်ရှာလို့မတွေ့တော့တခုစီဖြစ်သွားအဲ့ဒါမျိုးကိုပညာလို့ခေါ်တာနော်ပြည့်လက်လို့ခေါ်တာပြောင်းလဲသွားတာအဲ့ဒီသဘောလေးတွေကလေအသေးစိတ်လိုက်တဲ့အခါကျတော့ရှာလို့မတွေ့တော့အဲ့ဒါပညာရဲ့သဘောကအဲ့ဒီလိုပဲဒါကြောင့်မို့ရှိသောအရာကိုဖြစ်စေတကယ်မရှိသောအရာကိုဖြစ်စေရည်ညွှန်းပြောဆိုရသောလူတို့ရဲ့ဝဟရစကားအရာဝတ္ထုနဲ့အကြောင်းအရာများမရှိတာကိုလည်းအရှိလို့ပြောတာပဲလိုက်ပြီးတော့ဆက်လိုက်တဲ့အခါမှာပျောက်သွားရှာလို့မတွေ့တော့အဲ့ဒါမျိုးတွေကိုပြညတ်လို့ခေါ်တယ်လို့သဘောပေါက်ဖို့လို့တယ်နော်အဲ့လိုဟာမျိုးပြညတ်လို့ခေါ်တယ်ကလထိုင်ကိုကလထိုင်လို့ခေါ်တဲ့အခါမှာဘယ်ဟာကလထိုင်လို့မေးရင်လည်းသူလိုက်ပေါင်းစပ်ထားတာတခုစီခွဲလိုက်လို့ရှိရင်ကလထိုင်ပျောက်သွားပြန်ဘယ်ရာပဲဖြစ်ဖြစ်ပေါင်းစပ်ထားတာကြီးပဲကောင်းတော့ပေါင်းစပ်ထားတာကိုအကြောင်းပြုပြီးတော့ခေါ်ကြတာအဲ့ဒီသဘောတရားလေးတွေကိုသိရမှာဖြစ်တယ်ဟုတ်ပြီဒါတွေကိုသိရှိနားလည်ပြီး